Chama tay nó salon rồi ở đó có sát sẹn nên nhất đó là cái chama bi. Thì ở đó, tăng tỷ rùi ye, sao nó anh chú có nhớ ra sang sau có cái bên này đấy, anh đi chỉ thì có em mất thế mà, tăng tỷ rùi em giang la bi đó mà, hiểu chỉ này cái để số bi đó mà cô, em mất này cái nào về chụp bài, chụp mẹ, tăng tỷ rùi giang la đấy, ai cha cả rồi, tăng mà giang la chấm hậu bên này, nhô rồi nè, tụi thì có ta chân nó xem nhô này, thà đó là cái bi đó có giáo là cái nào về chụp bài đấy, ở đó nè, ta nói xoay bi đó mà. ဘသူလဲဆိုပြီးမင်းညာကနေပြီးတော့မှနောက်လဲပြီးတော့မှတွေးတဲ့အချိန်မှာတော့မမလေးဆိုပြီးတော့မှပြောတဲ့အချိန်မရှိသေးတဲ့ဒါနဲ့လှမ်းပြီးတော့မှအပြစ်ခံလိုက်ရတဲ့ပုံစံမျိုးကိုအိမ်မက်ကနေခေတာပဲဖြစ်ပါတယ်အဲ့ဒါနဲ့အိမ်မက်ကလမ်းတော့ပြီးတော့မှအဲ့ဒီအန်တီကြီးကတော့မမလေးတန်တရီဘာမှပြစ်ပါစေနဲ့ဆိုပြီးတော့မှကိုဆူတောင်းပြီးတော့မှတကယ်ကိုစိုးထိန်နေခဲ့တာပဲဖြစ်ပါတယ်ချမ်းဆောင်တဲ့အန်တီကြီးကတော့အခုချိန်မှာတန်တရီအိမ်ကိုပြန်လာတော့မယ်ဆိုပြီးတော့မှကိုယုံကြည်နေခဲ့ပြီပဲဖြစ်ပါတယ်ဒီလိုမျိုးတင်းနမိတ်တွေနဲ့သူ့ရဲ့အိမ်မက်ကိုပိုထုတ်ခဲ့တယ်လို့ပဲဆိုရမယ်အနေထားဖြစ်ပါတယ်ရန်ကုန်မှာပြည်ထနာတွေနဲ့ရှုပ်ထွေးနေတဲ့ဇာနီတက်ကတော့တိုးဆိုင်ကိုပန်းပြေးပြီးတော့မှသူ့ရဲ့အလုပ်ကိစ္စတွေနဲ့နည်းနည်းအလုပ်ရှုပ်နေတဲ့ပုံစံမျိုးတွေကိုရောက်ရှိနေခဲ့တာပဲဖြစ်ပါတယ်ဒီလိုနဲ့သူ့ရဲ့စိတ်ထဲမှာတော့ဖြေရှင်မရတဲ့ပုံစံတွေပဲထွက်နေခဲ့တဲ့ဇာနီတက်ကတော့တကယ်ပဲသူမိမကတည်သွားတာလားဒါမှမဟုတ်ရင်မတည်ဘဲနဲ့ပြန်လဲပြီးတော့မှတတ်ရှင်းနေတာလားဆိုပြီးတော့မှတွေးဝင်နေခဲ့တယ်ပဲဖြစ်ပါတယ်ဒီလိုနဲ့သူတို့နေရာသွားပြီးတော့မှတပ်ပုံတွေရိုက်ရင်ကနေပြီးတော့မှသူမိမကိုကြောက်တဲ့တွန်းချခဲ့တဲ့နေရာတစ်ခုပြန်သွားပြီးတော့မှသူရဲ့အတိတ်တွေကိုပြန်လဲပြီးတော့မှစဉ်းစားနေခဲ့မိပြန်ပါတော့တယ်ကဲတော့ဇာနီတက်ကအတကြီးသမားဆိုတော့သူရှူတင်အတွက်သူဇလန်းရိုက်ခုဖို့အတွက်သူမိမကနေပြီးတော့မှဝင်ဆိုင်ပြီးတော့မှအရင်နေ့ထုတ်ပေးခဲ့တယ်ဒါပေမဲ့သူကတော့သူရလောက်တဲ့သုံးတာတဲ့သူဖြုံးနေတာတွေကပုံများနေတာဖြစ်တဲ့အတွက်သူမိမကနေပြီးမှသူကိုယ်တိုင်လာပြီးတော့မှစီးရှင်းတော့လောက်အောင်မယ်ဆိုပြီးတော့မှကိုပြောနေခဲ့ပြီးပဲဖြစ်ပါတယ်ခုလိုမျိုးသူမိမစီကစီးစိမ်ဥစ္စာတွေပတ်စံတွေကိုလိုချင်တယ်လို့ယူပြီးတော့မှဖြုံးချင်တယ်လို့ဖြုံးလို့မရတဲ့အနေအထားဖြစ်နေတာကြောင့်ဇာနီထက်တယောက်ကတော့သူမိမကိုတတ်ဖို့အကွက်ကြကြကိုပြင်ဆင်နေခဲ့ပြီးပဲဖြစ်ပါတယ်ဒီလိုနဲ့တစ်ဖက်မှာလည်းသူနဲ့မေစုတို့ကဖောက်ပြန်နေပြီးတော့မှသူရဲ့မိမနောက်ွယ်မှာတော့လုံးဝကိုဘလူးပလိတ်ရှိနေပြီးတော့မှကိုတော်ဆိုးကနေခဲ့တာပဲဖြစ်ပါတယ်ဒီလိုနဲ့သူတို့ညပေါင်းကြံပြီးတော့မှတန်တီရီကိုဒီကြောင်းကြံစီခိကြတာပဲဖြစ်ပါတယ်အခုတော့မပန်ခတ်ကတော့သူတန်တီရီဘွားတုံးကနေခဲ့ပူတဲ့ဒေါ်ဆိုင်ကိုပြန်လေပြီးတော့မှအလေရောက်ရှိနေခဲ့ပြီးပဲဖြစ်ပါတယ်ဒီလိုနဲ့မျိုးစုံတိုက်ခိုင်းတွေလှုပ်ပြီးတော့မှသူတို့ကိုစတင်ပြီးတော့မှတန်တရားတွေနဲ့မကင်းလို့အောင်ကိုချိန်ချောက်ပြီးတော့မှသူတို့ရဲ့စိတ်ကိုတတ်နေခဲ့ပြီးပဲဖြစ်ပါတယ်ဘလို့ပဲဖြစ်ဖြစ်မပန်ခတ်ကတော့သူတို့နှစ်ယောက်ကိုတန်တရားအတွက်ဆိုပြီးတော့မှကိုလှုပ်ကြံဖို့ကတော့သူကအမြဲတမ်းတွေးဝေနေပြီးသားဆိုတော့သူတို့ကိုအသက်မသေးဆုံးခင်မှာသူတို့ရဲ့စိတ်နဲ့သူတို့ကိုသူတို့သေနေဖို့အထီကိုပါသူကလှုပ်ကြံနေတာကြောင့်ညာတော့ကကောင်မလေးတရားပါခြံထဲမှာဖြတ်ကနေလျှောက်သွားတာတွေးလိုက်ရတယ်သူ့ကိုကြည့်ရတာတော်လေးကိုချစ်ဖို့ကောင်းတဲ့ရုပ်ချောနဲ့ကောင်းမလေးတယောက်ပါဆိုပြီးတော့မှပြောနေခဲ့တာပဲဖြစ်ပါတယ်။အဲဒါလို့နဲ့ပြောနေတဲ့အချိန်မှာခြံဆောင်တဲ့အန်တီကရောက်လာပြီးတော့မှအရင်တော့ကတော့ရှိနေခဲ့တယ်။ဒါပေမဲ့အခုတော့မရှိတော့ဘူး။ကြောက်နေတယ်တေးသလားရှင်သလားတော့မသိရဘူးဆိုပြီးတော့မှပြောနေတဲ့အချိန်မှာဇာနီတက်ကတော့ဒေါသတွေထွက်ပြီးတော့မှပေါက်ကွေ့နေခဲ့ပြီးပဲဖြစ်ပါတယ်။ဒီချိန်မှာတန်တူရီကိစ္စလေးတွေအနေနဲ့ပြောရင်တော့မှစိတ်မလုံးမထုံဖြစ်နေတဲ့ဇာနီတက်ကတော့တော်လေးကိုပောက်ကွဲလို့လာခဲ့ပြီးဖြစ်ပါတယ်ဆက်လက်ပြီးတော့မှဘလို့မျက်စိတ်ဒုက္ခတွေနဲ့တေးကြမလဲဆိုတာကိုဆက်လက်ပြီးတော့မှစောင်းမြောက်ကြည့်ရှုပေးကြပါအောင်ဗျာ